အားလုံးပဲမင်္ဂလာပါညီမနာမည်ကတော့မော်ပြမြဖြစ်ပါတယ်အခုလက်ရှိညီမကတော့ Thammasat University Thaprashan Campus မှာရှိရဲ့ Social Policy and Development Major နဲ့တက်ရောက်နေတဲ့ First Year ကျောင်းသူဖြစ်ပါတယ်ရှင်ညီမတို့ဒီ Thammasat University က August intake ကနေပြီးတော့ပဲစတက်ကြတာများတယ်ပေါ့နော် International Program မှာဆိုရင် International ကျောင်းသားတွေက August intake မှာပြီးတော့လာပြီးတော့ကျောင်းတက်ရရှိတဲ့အတွက်ညီမတို့ကတစ်နှစ်လုံးမှာ intake တစ်ခုပဲရှိပါတယ်ညီမတို့ SPD မှာကကြတော့ပုံမှန် round အတိုင်းသွားမယ်ဆိုရင်တော့ round ၄ခုရှိရပေါ့နော်ပထမ round ကကြတော့ Inter Portfolio round လို့ခေါ်ရပေါ့နော်အဲ့ဒီ round မှာညီမတို့ဒီ document တွေတင်ပြီးလို့ရှိရင် interview ဖြေရတယ်ပေါ့နော်ဒီဒုတိယ round ဖြစ်တဲ့ Inter Animation round ပေါ့နော်အဲ့ဒီဟာကကြတော့ညီမတို့ကဒီwritten exam ကို interview ရောဖြေရတာဖြစ်တယ်ပေါ့နော်အဲ့ဒီ၄ round စလုံးကကြတော့ညီမတို့ application fee ဘတ်တစ်ထောင်တော့တွင်ရတာတော့ရှိရဲဒါမှမဟုတ်ဘဲနဲ့ကိုက scholarship နဲ့ရှောက်ချင်နေဆိုလို့ရှိရင်တော့ညီမတို့ TISR round ကနေပြီးတော့ရှောက်လို့ရတယ်ပေါ့နော် TISR round ကကြတော့2ခုခေါ်တယ်ဆိုတော့အဲ့2ခုကနေပြီးတော့ SPD ကိုရှောက်လို့ရပါတယ်သူကလည်း application fee ဘတ်တစ်ထောင်ပဲပေးရပါတယ်ရှင့်ပုံမှန်ဆိုလို့ရှိရင်တော့ November December အလောက်ကနေပြီးတော့စခေါ်ရလေးရှိရပေါ့နော်။သူတို့တစ်နှစ်မတူနိုင်တဲ့အတွက်ကြောင့်မလို့ကိုကနေပြီးတော့တခြားလေးဒီ SPD ရဲ့ Facebook page တို့ Instagram page တွေကိုတခြားလေးစောင့်ကြည့်ထားဖို့လိုအပ်မယ်ပေါ့နော်။ပြီးတော့ဒီသူတို့ခေါ်တဲ့အချိန်ကလည်းတစ်လ2လလောက်ပဲအဲ့လိုမျိုး round စီမှာအဲ့လိုအချိန်ပေးပြီးခေါ်ရဖြစ်တဲ့အတွက်ကြောင့်မလို့ပြင်ဆင်ချိန်ကတော့တိတ်မရဘူးပေါ့နော်။ဒါကြောင့်မလို့ကိုက SPD ရှောက်ချင်နေဆိုလို့ရှိရင်တော့အစကတည်းကပြင်ပြီးမှသူတို့ခေါ်တဲ့ round တွေမှာကိုဘယ် round ကိုရှောက်မလဲဆိုတာတခြားလေးစဉ်းစားပြီးမှရှောက်ရမှာပေါ့နော်။သူတို့ SPD ရဲ့ Facebook page မှာတော့Thailand လေးတွေကိုပြောထားတယ်ပေါ့နော်ညီမတို့အခုကကြတော့ Inter Admission round ခေါ်နေပြီပေါ့နော်အဲ့ဒီ round မှာတော့ညီမတို့ဒီဂျွန်လနောက်ဆုံး round လို့လည်းပြောရမှာပေါ့ရှင်SPD ကိုရှောက်မယ်ဆိုလို့ရှိရင်တော့ SPD ရဲ့ official Facebook page ကနေပြီးတော့ကြိုပြီးတော့တင်ပေးလေးရှိရပေါ့နော်ဘယ်လိုမျိုးသွားရမယ်ဆိုတာညီမတို့ပုံမှန်ဆိုရင်တော့ SPD ရဲ့ website ရှိရအဲ့ဒီ website ထဲကိုညီမတို့ link ကနေတစ်ဆင့်ဝင်ပြီးတော့ရှောက်ရမှာဖြစ်ပါတယ်ဒါမှမဟုတ် scan ပေးထားတဲ့ scan လေးကိုပေါ့နော် QR code လေးဖတ်ပြီးတော့ရှောက်ရမှာဖြစ်ပါတယ်အဲ့ဒီ website ထဲညီမတို့ရောက်သွားပြီးဆိုတာနဲ့ကိုယ့်ရဲ့နာမည်ကိုယ့်ရဲ့ personal information တွေပေါ့နော် email တွေဖြည့်ပြီးတော့အချက်လက်တွေတင်ပေးရမယ်ပေါ့နော်ဘယ်လိုမျိုးအချက်လက်တွေပါမလဲဆိုတော့ညီမတို့ passport photo ပေါ့နော်6လထက်တက်မပိုတဲ့ passport photo ပါမယ်ပြီးတော့ passport copy ပြီးတော့ညီမတို့မြန်မာကျောင်းသားတွေက SPD ရှောက်တဲ့ခါမှာဆိုရင် GED transcript ကိုမဖြစ်မနေတင်ပေးရတယ်ပေါ့နော်ဆိုတော့ GED transcript ပါမယ်ပြီးတော့ကိုယ့်ရဲ့ English proficiency test result လေးတွေတင်ပေးရမယ်ဒါပြီးလို့ရှိရင် recommendation letter ကကျတော့ optional ဖြစ်တဲ့အတွက်ကြောင့်မလို့မဖြစ်မနေရောတင်ပေးစရာတော့မလိုပေါ့နော်ဒါပေမဲ့တင်ပေးနိုင်တော့အကောင်းဆုံးဖြစ်ပါတယ်ပြီးတော့ညီမတို့ဒီ certificate တွေပေါ့ကို volunteer လုပ်ခဲ့နေရဖြစ်စေဒါမှမဟုတ်ရင် program တက်ခဲ့နေရဖြစ်စေရ certificate လေးတွေတင်ပေးရမှာဖြစ်တယ်ပြီးတော့ညီမတို့ application fee ဘတ်တစ်ထောင်ပေးထားတဲ့ screenshot လေးကိုလည်းတပြိုင်နက်တည်းတင်ပေးရမှာဖြစ်ပါတယ်ရှင်အဲ့တော့ဒီအဆင့်လေးတွေကိုသူတို့ပြောထားတဲ့အတိုင်းတင်ပေးပြီးသွားပြီဆိုလို့ရှိရင်တော့ညီမတို့ application process ကတော့ပြီးသွားပြီပေါ့နော်ဒါပြီးလို့ရှိရင်သူတို့ admission ရမရဒီ interview ခေါ်မခေါ်ရကြတော့သူတို့ညီမတို့ကို email ကနေတဆင့်ဆက်သွယ်လာမှာဖြစ်ပါတယ်ညီမတို့ဒီ SPD ကိုရှောင်းမဲ့ကျောင်းသားတွေအနေနဲ့ English Proficiency Test Result မရှိဘူးဆိုရင်ညီမတို့ဒီ Thai မှာရှိတဲ့ Thammasat University မှာလာပြီးတော့ English Test တစ်ခုဖြေလို့ရတယ်ပေါ့နော်အဲ့ဒီ test ကလည်းတာမန် English Proficiency Test တွေထပ်ပို့ပြီးတော့ဈေးချိုးရဖြစ်တဲ့အတွက်ကြောင့်မလို့ကျောင်းသားတော်တော်များများလာပြီးဖြေကြရပေါ့နော်အဲ့ဒီက test result နဲ့ညီမတို့ SPD ကိုရှောက်လို့ရပါတယ်ညီမတို့ SPD Major ကကြတော့ဘန်ကောက်မှာရှိတဲ့ Thammasat Thaprashan Campus မှာတက်ရတာဖြစ်ပါတယ်တကယ်လို့ SPD အကြောင်းနဲ့ပတ်သက်ပြီးတော့ဖြစ်စေဒီ Thammasat University ရဲ့ admission နဲ့ပတ်သက်ပြီးတော့ဖြစ်စေသိချင်တာရှိရင်ညီမဆက်သွယ်လို့ရပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ် Okay ဟုတ်